ဒေါအောင်ဆန်းစုကြည်ရဲ့ဒီကနေ့ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်တွေပေးပို့လာတာတသိန်းကျော်သွားပြီလို့စု80 Birthday Campaign စီစဉ်သူတွေကပြောပါတယ်။ယနေ့မှာကြာရောက်တဲ့အမေရဲ့မွေးနေ့မှာအမေအတွက်မွေးနေ့ဆုတောင်းစုပေါင်းတသိန်းကျော်ကိုရရှိထားပြီးဖြစ်ပါတယ်လို့စု80 Birthday Campaign စီစဉ်သူတွေကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယိုတသိန်းကျော်သွားတာကြောင့်Green ကပါစံချိန်တင်နိုင်မှာဖြစ်ပြီးမြန်မာနိုင်ငံဟာနိုင်ငံတကာအတိုင်းအဝန်ရဲ့အာရုံစိုက်မှုကိုရရှိနိုင်တယ်လို့သိရပါတယ်။ဒီကနေ့ဇွန်လ19ရက်နေ့အကျဉ်းထောင်အတွင်းမှာအသက်80ပြည့်မြောက်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဉ်းထောင်ဟာငလျင်လှုပ်ခတ်မှုကြောင့်ပျက်စီးပြီးသူမရဲ့ဘယ်ဘက်လက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးအတွက်အထူးစိုးရိမ်ပူပန်နေပါတယ်။အသက်80ပြည့်မွေးနေ့မှာတော့ဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိချက်ချင်းလွတ်ပေးဖို့တောင်းဆိုပါတယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာ1989ခုနှစ်ကနေ2010ပြည့်နှစ်ထိ15နှစ်ကြာအကျဉ်းထောင်ထဲမှာနေထိုင်ခဲ့ရပါတယ်။အဲဒီနောက်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်အာဏာသိမ်းပြီးနောက်မှာထပ်မံဖမ်းဆီးခံရပြီးယခုချိန်ထိ4နှစ်ကြာဖမ်းဆီးချုပ်နှောင်ခံထားရတာပါ။မြန်မာနိုင်ငံမှာစစ်အစိုးရကသမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေအစိုးရဝန်ထမ်းတွေသတင်းတောက်များစွာကိုမတရားဖမ်းဆီးခဲ့တာ4နှစ်ရှိပြီဖြစ်ပါတယ်။ဒီကနေ့ကြာရောက်တဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဒေါအောင်ဆန်းစုကြည်နဲ့တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်မန္တလေးလူထုလှုပ်ရှားမှုအင်အားစုများကပန်းတပိတ်ပြုလုပ်ခဲ့ပါတယ်။မန္တလေးတိုင်းကတော်လှန်ရေးတပ်တွေစိုးမိုးထိန်ချုပ်တဲ့တနေရာမှာပြည်သူလူထုနဲ့အတူလက်တွဲကပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့မန္တလေးအာဏာရှင်စနစ်စန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီကထုတ်ပြန်ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်စက်ရုံကြစာတမ်းပါဗန္နာကိုကင်ဆောင်ခဲ့ကြပြီးလူဦးရေရာချီကလမ်းလျှောက်ချီတက်ခြင်းရင်တန်းများဖြစ်လှည့်လည်ခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။အသက်80အရွယ်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာစစ်အာဏာရှင်လက်ကတိုင်းပြည်လွတ်မြောက်ရေးအတွက်ဒီအသက်အရွယ်ထိဆက်လက်ကြိုးပမ်းထမ်းရွက်နေစေပါအကျဉ်းထောင်တွေထဲမှာခေါင်းဆောင်တွေရဲဘော်တွေမဆုံးမနစ်တိုက်ပွဲဝင်နေကြချိန်မှာပြည်သူလူထုအနေနဲ့တော်လှန်ရေးမှတပါအခြားမရှိဘူးလို့မန္တလေးလူထုလှုပ်ရှားမှုအင်အားစုတွေကပြောပါတယ်။